ငါဘုံလုံးရက်တာငါဘုံကျွန်တော်တော့ဝင်မကြည့်လိုက်လိမ့်ဘူးခုမှဝင်ကြည့်မိတို့ဩငါဘုံလုံးရက်တာလုံးရက်တာပါဖြစ်နေစမ်းမလို့ ဒီလိုမှကြားပါမလို့ ဟုတ်တယ်ညရဲ့ဒီစကြိုင်စမ်းမလို့အဲ့လိုကောင်းတာ နေအသေးတော်တော်လေးကိုတဲကြီးမခနိုင်တော့လို့လာပြောတာတခြားတော့မဟုတ်ပါဘူးကိုအိမ်တော်ကြီးကြောင်းကြီးပါဟိုဘယ်လိုပြောရမလဲကိုကဖောက်ပြန်ခံရတဲ့လူကိုဘက်ကမှန်နေသူတို့ကကိုကိုဖောက်ပြန်သွားတာညနာလဲတော်တော်ပြောင်းနေသီလားထားပါဒါကြတော့သူကြောက်ကြတဲ့သူကန်တဲ့သူသွားမှာပါနော်ဒါမဲ့ပြောပြချင်တာကကိုနဲ့ခင်နဲ့အပေါင်းအသင်းတချို့ရောနောက်ကိုနဲ့တိတဲ့တငယ်ချင်းအပေါင်းအသင်းတချို့ရောမတိတဲ့အကြောင်းအရာလေးတွေကိုပြောပြချင်တာအဲ့ဘာလို့ဆိုတော့အခုမှဖောက်ပြန်တာမဟုတ်ဘူးသူနဲ့ကိုနဲ့အိမ်အောင်ကြပြီး2လလောက်ခရေကပြူးလင်ရထိတ်ခဲကောင်မတယောက်နဲ့ဖောက်ပြန်တာရက်ဆက်တယ်သိလားလောက်ရက်တယ်သိလားကိုကတော့လေကိုရဲ့ဘဝတွေရောဟိုခန္ဓာကိုယ်ရောရင်းပြီးတော့ကိုချစ်ခဲ့တာပဲကိုယောက်ျားပါပဲဆိုတော့ဟိုအတွေးလေးနဲ့အကုန်လုံးကိုကသူ့ပေါ်မှာပုံပေးထားတာကိုကြတော့လောက်ရက်တယ်ဒါပေမဲ့အဲ့တုန်းကလည်းသူညင်းတယ်ပတ်စဝိုက်တွေခတ်ထားတာလဲတယ်ပတ်စဝိုက်တွေခတ်ထားတာအမအဲ့ဘာတော့ညာဘက်ထိဂိမ်းနေစော့တာဆိုတော့ကိုကလည်းကိုကစောကြီးအိတ်တဲ့တယ်မနေ့ကစောကြီးနိုးတာသူကညတတိုင်း2နာရီလောက်မှအိတ်တာဆိုတော့ဒီမနေ့ခင်းကျတော့မအိတ်ဘယ်လိုပြောမလဲမနိုးအိတ်တာအဲ့မှာလက်ပွေနှိပ်တဲ့ဟာလေးနဲ့သူ့လက်ကိုယူပြီးတော့နှိပ်လိုက်တော့အဲ့မှာသူကအဲ့ကောင်မနဲ့ပြောထားတာဖြတ်ပြီးပြီဒါပေမဲ့တခုကသူကပါလေဗာလေဟိုစကပုံလို့ဖြစ်နေရသီလားလေလွန်းတဲ့ပင်ချီးတဲ့ဆိုရဲစကပုံလို့လေသူကဖြတ်ထားတာဒါပေမဲ့စက်မရှင်းလိုက်တဲ့အတွက်ကိုကနှိပ်လိုက်တဲ့ခါကျတော့ကွက်တီကိုပေါ်လာတာအမေကဖတ်လိုက်တာကိုကလည်းဖတ်လိုက်တော့အမလီအဲ့မှာတော့အဲ့ကောင်မနဲ့ပတ်စံနေလွှဲထားတာတွေရောဒီဟိုအဲ့လိုသူတို့ဆက်ချက်ထားတာတွေကဆိုအကုန်လုံးပြီးတော့ကိုလေနည်းနည်းဇဝေဇဝါပြတ်သွားသီလားဟာဘာလဲပေါ့ဒီလိုကြီးသူလုံးရလိမ့်မယ်လို့ထင်လဲမထင်ဘူးဒါပေမဲ့အဲ့ဟာကိုလဲလေညင်းတာဆိုတာလေသီလားအခုသူနဲ့ကိုနဲ့အိမ်အောင်တက်9နှစ်ထဲရောက်ပြီ9နှစ်ထဲမှာမပြည့်တော့မပြည့်သေးဘူးဒါပေမဲ့ခုလာမယ်17လပိုင်းဆိုပြည့်ပြီနော်9နှစ်ထဲရောက်ပြီအဲ့ဒီ9နှစ်ထဲမှာလေပြီးခဲ့တဲ့ဟို9လလောက်ကမှအဲ့ဒီကိစ္စဝန်ခံသွားတာအဲ့ဒီကိစ္စဝန်ခံသွားသူလုံးပါတယ်သူလုံးခဲ့ပါတယ်ဆိုတာကိုဒီလိုပဲအရန်ဖြစ်ရင်းနဲ့အဲ့တုန်းကလေကိုကသိရမလားသိပါတယ်ကိုနဲ့ပေါင်းသိခဲ့တဲ့ပေါင်းသိနေအကုန်လုံးသူ့ကိုဘလို့ထားတယ်ဘလို့ကိုတောင်ကိုလေမတရာဘူးရှင်းပြောရမယ်ဆိုရင်ကိုမတရာဘူးသုံးမို့လို့သူ့အတွက်ကြရင်လိုချင်တာအကုန်ဖြစ်အောင်လုပ်ပေးတာကိုရှာနေတဲ့ငွေကိုလည်းကိုသိတယ်ကိုဘလောက်ဝင်တယ်ဆိုတာလည်းကိုသိတယ်နော်ယောက်ျားဖြစ်တဲ့လူကိုထဲဟိုအပြင်တော့ကိုထွက်မလုပ်ခိုင်းဘူးဘာဖြစ်လို့မလုပ်ခိုင်းတာတော့ဆိုတော့ကိုကအဲ့မိထားလို့ခုဒါက2ကြိမ်မြအဲ့မှာသူဘယ်လိုပြောရမလဲဒီဆက်ချက်ထားတာတွေပြူးလင်ရအဲ့ဒီကဲတယောက်နဲ့သူချက်ထားတာတွေပေါ့လေကိုကမိလိုက်တာအဲ့မိလိုက်တဲ့အခါကျတော့ဝင်းမခံဘူးအခုဒီ9နှစ်ထဲရောက်မှဝင်းခံသွားတာကိုတသက်လုံးဒီ9နှစ်အတော်တွင်လုံးလိမ့်လာခဲ့တာဒါပေမဲ့ကိုကလည်းသိပါတယ်ဒါမလုပ်ဖက်နဲ့ဒီလိုတွေပေါ်စရာအကြောင်းမရှိဘူးဆိုတာဒါပေမဲ့အဲ့ဟာကိုသိလို့ကိုကလည်းအပြင်လုံးကိုထွက်မခိုင်းဘူးအပြင်လုံးများထွက်ခိုင်းလိုက်မယ်ဆိုရင်ဘယ်လိုဖြစ်မလို့သိလားနောက်ထပ်နဲ့နီးရနဲ့ညီအောင်ပါပဲကိုကတော့ကိုမှကလေးရှိတယ်နော်ဒီသားသမီးလေးရှိတယ်ဟိုသူရှိတဲ့အတွက်ကိုကတော့ဟိုဘယ်လိုပြောရမလဲကဲတခါတော့မှားပါစေမှားဘူးတဲ့ဟိုဘယ်လိုမလဲအမားနဲ့မကင်းဘူးလူတိုင်းကအဲ့တော့တစ်ချိန်တစ်ခါလောက်ခွင့်လို့ပါမယ်ဆိုတဲ့အတွေ့အကြုံနဲ့ကိုတိုင်းပဲလှုပ်ကြွေးခဲ့တာကိုတိုင်းပဲလှုပ်ကြွေးခဲ့တာနော်ကုန်တည်တယ်ဒါပေမဲ့ဒါကိုလှုပ်ကြွေးလို့ဆိုပြီးတော့လဲကိုကဂုံဖော်တာလည်းမဟုတ်ဘူးကိုကလည်းလှုပ်ကြွေးရသေးတယ်ကိုသူကပြန်ပြီးတော့ဘယ်လိုပြောရမလဲကိုကပဲအပြစ်လုပ်ထားတာပါဆိုတဲ့ပုံစံမျိုးနဲ့လာပြီးတော့ तू ကဟိုဖောက်ပြန်ခြင်းနဲ့ဆိုတဲ့ပုံစံမျိုးလာချိုးတာအဲ့လိုချိုးလို့မရဘူးအခုလဲတူတူပဲအဲ့ဒိတ်ခဲနဲ့ဖြစ်တာတစ်ဖြက်အခုစဉ်းစားကြည့်ခုပြီးသွားတဲ့9ရက်နေ့9ရက်4လ2025အဲ့မှာကျမတို့ရဖျားပွဲရှိတယ်ဖျားပွဲရှိတော့အိမ်မှာနေပါပေါ့လေမုတ်လေးပါလေးလောက်တာပေါ့ဖျားဘက်ဆိုတော့မုတ်လေးပါလေးလောက်တဲ့ခါကျဘယ်လိုဖြစ်တော့ဆိုတော့သူတငယ်ချင်းပေါင်းတင်လေးတို့သူကျွေးချင်မွေးချင်တာတောက်ချက်စားချင်တယ်ဆိုတော့ကိုကလည်းကဲလာဟုတ်ပြီဆိုပြီးတော့အကုန်လုံးပြည့်စုံလုပ်ပေးလိုက်တယ်အဲ့မှာရင်ဘယ်လိုဖြစ်တော့ဆိုတော့ည12နာရီတစ်ချက်ထိုးလောက်ကြီးကို तू ကဟိုဒီဘီယာမလောက်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့စက်မှုတွေမြင့်ငယ်ကနေစက်မှုတွေဒီကိုသွားတော့ကိုကမိမဆိုတော့ပူတာပေါ့လေဒီလိုခစ်ကာလာမကောင်းတဲ့အချိန်တခုတည်းဖြစ်မှာဆိုတော့ပြန်လာတော့ကိုကအဲ့ဒီကိစ္စနဲ့သူ့ရန်လုံးမိတာပေါ့အဲ့ဒါကိုအဲ့ကိစ္စနဲ့ရန်လုံးရပါမလားဆိုပြီးတော့
အဲ့ညီတွေကစိတ်ဆိုးလိုက်တာ10 ရက်ပြည့်တဲ့နေ့မှာသူဖောက်ပြန်တာကိုမိတာပဲထင်ကိုမထင်တာဘူးဒါတော့စိုးပြောရမှာတငယ်ချင်းတယောက်ကနေမှကိုကသွားမကြည့်ဘူးသူ့ကောင်နဲ့ကိုတော်ပြီသူနောက်လာမှာပဲကိုကိုလာပြီးတော့လာချော့မှာပဲဆိုတဲ့အတွေးနဲ့အမလေးလာချော့ဖို့နေတာသူကကောင်မတစ်ကောင်နဲ့မလေးနိုင်အောက်တွေဘာတွေနဲ့ဆိုင်ကယ်ကြီးနဲ့တိလာဟိုဗာလဲနောက်ပြီးကြတော့ထေးဆိုင်နေသွားပြီးအဲ့ကောင်မနဲ့တောက်စားပြီးတော့ဟောအဲ့ကောင်မကလည်းခုမတိလို့တဲ့ तू မတိလို့ပါဆိုပြီးခုကျတော့ခိုးစားနေကြတာပါပဲခိုးစားနေကြတာပါပဲဒါမဲ့ငါဘက်ကလည်းခွင့်ပြုတယ်ခွင့်လွတ်တယ်လောက်နင်တို့အကန့်ចောင်းတရားနဲ့နင်တို့သွားမှာငါကတော့တတရရပဲအစတော့ငါလည်းအပြိုလဲဦးမဟုတ်ပြိုလဲတယ်ငိုတယ်ဒါမဲ့ခုငါစိတ်ကငါပြင်ဆင်လိုက်ပြီနင်တို့ငါဘယ်လိုလုပ်မလဲဆိုတော့နှုတ်ဆောင်ကြည့်နေနင်တို့လည်းနှုတ်ကြိုက်တာလို့ဒါပေမဲ့ဇလန်မပြီးသေးဘူးနော်ဇလန်မပြီးသေးဘူးလာအောင်မနှုတ်ကြည့်နေငါလုံမှာကြည့်နေဟယ်လိုအေးညီမလေးဟုတ်ကဲ့မညီမတက်ဘယ်လောက်ရှိလဲညီမအသက်23မှာ23ဆိုမှဒါ2နှစ်ငယ်တာပေါ့ငါလေးနဲ့သူနဲ့ကဘယ်လိုစပြီးတော့ဒီလိုဖြစ်တာလို့ကျရင်သူကတော်မှညီမကိုစကားရလာပြောတာညီမကဒီတိုင်းမျိုးကိုဒီလိုတော့မှဖွင့်လာတော့မကြရဘူးသူကသူရင်စကားလာပြောစကားတွေပြောကြတယ်တော့စာဖတ်အိမ်မဲညီမတော့ပုံမှန်မဲပေါ့ဒီလိုစကားလာပြောတောင်းစကားပြန်မပြောလေးမရှိသူကအရင်ကစာပို့လာတော့စကားပြန်ပြောဖြစ်တယ်ဝက်ပိုင်းကြီးပြန်ဖြစ်တယ်နောက်ကျသူဘက်ကနေပြီးတော့မှအဲ့လိုမျိုးစောင်းဟိုပေါ့ official ဟို propose လုပ်လာတယ်တွဲဖို့ကိစ္စတွေပါဖွင့်ပြောလာခဲ့တယ်အဲ့နဲ့ပေါ့သူကနေဖွင့်ပြောလာခဲ့တော့အဲ့ညီမလေးဒီတိုင်းနဲ့တာမန်မို့ညီမတို့လိုပဲတာမန်လူပဲလူပဲထင်တယ်လို့ညီမလည်းပြောတာဘာလို့သူ့ကောက်တယ်ဝင်ပြောတယ်ဘာမှအဲ့လိုတင်ထားလေးမရှိတော့ဒီတိုင်းနဲ့တာမန်လူပဲထင်တယ်သူကလည်းသူ့ကြောင့်ဘာမှမပြောကြတော့အဲ့ညီမဒီတိုင်းပဲအဖြစ်ပေးခဲ့လိုက်မိတယ်တွဲမိခဲ့လိုက်တယ်ဒီတိုင်းပဲတွဲပြီးတာပဲရှိတယ်ဒါပေမဲ့ Telegram မှာသူ့ဟာကိုတွေ့တော့ကျွန်တော်မီးတယ်ကလေးရမတူတော့ဘူးမျိုးတူလေးတဲ့သူ့အကိုရဲ့ဆိုလားသူ့ဦးလေးရဲ့တားဆိုလားမသိဘူးအဲ့လိုတော့ပြောတယ်အဲ့ဒီတော့ဟုတ်ရလားလို့ပြောဟုတ်တယ်ဟုတ်လည်းပြရပါပဲဆိုပြီးညီမလည်းအဲ့လည်းဘာမှဆက်မပြောခဲ့ဘူးကြိုင်းပဲပြီးသွားခဲ့ရညီမလေးနဲ့သူနဲ့ရီစားဖြစ်တာဘယ်နည်းလောက်ရှိပြီလဲချက်ပိုင်းမရှိသေးတယ်အမဘာမှမကြားသေးဘူးဒါပေမဲ့အခုမှအမဆာလာကူမှကျွန်မဒီအိမ်ဆောက်ကိုအခုမှတည်တာဟုတ်လေရပိုင်းဆိုအမအတိအကျလေးပြောပြီးအမဒါမှရက်တွက်လို့ရအောင်လို့သိရအောင်လို့သူဘယ်ကလေးခြေလမ်းပြက်နေလဲဆိုအမသိကြလို့အခုမှနန်းနဲ့ပုံလေးကြိုက်တာတော့အော်မင်းရလာမသိရှိသေးတယ်မ3ရက်ဆိုတော့အရင်ရက်ကစကားလာပြောတဲ့ရက်တည်းကဘယ်နည်းရက်လောက်ရှိလဲဘာမှပြောတာအဲ့ဒီတာဆိုတာမဟုတ်ပါ2ရက်လောက်ပဲ3ရက်လောက်3ရက်လောက်ကစကားပြောပြတယ်အဖြစ်ပြပြလိုက်တာညီမမနေ့ကမှသူ့အချိန်ပြလိုက်တာတွေ့ရကြဗမာဘေးတော့တွေ့ရတယ်တွေ့ရသူပြောတာတော့သူ့တငယ်ချင်းတွေတောင်းခိုင်းနေတာဆိုင်ပဲအဲ့လိုပြောရပဲကျွန်မလည်းဒီကမန္တလေးကမဟုတ်တော့သူခေါ်သွားတဲ့ဆိုင်ပဲအဲ့ဒီနောက်မရပူလာဘကဆိုင်ပဲပတ်တင်အဲ့ပါလေတောင်းတဲ့ဒီနောက်မတက်ကတော့လာဆိုင်မှာပဲခေါ်ပြီးတော့ထိုင်နေစကားပြောတယ်တွေ့ဖြစ်တယ်သူ့တငယ်ချင်းတွေဆိုင်နေတာအဲ့လိုတော့ပြောတယ်ကျွန်တော်တော့ဘာမှမာလေးတို့2ယောက်တည်းတွေ့ရလားသူ့တငယ်ချင်းတွေပါသေးလားညီမတငယ်ချင်းတွေလမ်းခေါ်မယ်လို့ပြောတော့ညီမတငယ်ချင်းတွေကိုမခေါ်နဲ့တဲ့2ယောက်တည်းအေးဆေးတွေ့ကြလို့ဆိုအဲ့ဆိုလည်းပြီးပါပြီရပါတယ်ဆိုပြီးတော့2ယောက်တည်းတွေ့တော့တူတူတွေပါနေသေးလားအဲ့လိုတော့မလေးဘူးသူ့ဘက်ကအဲ့လိုမျိုးတောင်းဆိုလားအဲ့လိုမတောင်းဆိုတောင်းဆိုလည်းမနေပြဒီတိုင်းမိသားပြောတယ်အဲ့တော့တောင်းလို့သူ့အကြောင်းတော့ညီမဘာမှမသိဘူးလည်းမသိဘူးအဲ့တော့အခုသူကညီမလေးကိုဘာလို့ဆက်ပြောသေးလဲဒီတိုင်းပဲတော့ညီမကိုအကောက်ဖြတ်ချပလိုက်အမအကောက်ကိုဘလောလိုက်ညီမဘလောလို့သူကအသက်စီရိုက်ထားတာကျွန်မအဲ့လိုပဲကျွန်မတူပြောတယ်တော်လိုက်ပါတော့ဆက်တယ်လည်းကိုယ်နေပါပြီထားလိုက်ပါတော့ဒီကကျွန်မလည်းတောင်းတက်နေအောင်3နှစ်မို့လို့မဆာတာဆက်တက်မဲ့လူမို့လို့ဆက်တယ်ခက်မရခြင်းမို့လို့အေးစင်းနေလိုက်ပါတော့လို့သူပြောတယ်အဲ့လိုသူကနေမှသူတောင်းမှမှာရဲ့အဲ့လိုမဟုတ်ပါဘူးဘာညာလဲဒီတိုင်းနေပဲအဲ့လိုစကားတွေပဲကျွန်မကိုပြောတာအဲ့လိုမှမဟုတ်လို့ရှိရင်လို့အကောက်ကိုဖြတ်ချပြတော့မှအဲ့လိုတက်တော့လည်းမတောင်းတော့ဘူးလို့သူဟိုကောင်မလေးကအကုန်ချင်းပြတော့မှလို့တောင်းမှမှာရဲ့လာမပတ်ပါနဲ့တော့လို့ပြောတာဒါပေမဲ့သူကမဟုတ်ဘူးပဲညင်းနေတာပြောပြမယ်ညီမလေးမနဲ့သူနဲ့တွဲလာတာမဟုတ်ဘူးဒီအိမ်အောင်တက်ကအခုအမားတို့9နှစ်ထဲရှိပြီကလေးလေးတယောက်ရှိတယ်တားလေးရှိတယ်အမသားလေးကအသက်2နှစ်နဲ့6လတွေကိုရောက်ပြီနော်အဲ့တော့အမနဲ့သူနဲ့ရန်ဖြစ်တဲ့ကိစ္စမှလည်းအမပြောပြမယ်
လွန်ခဲ့တဲ့10ရက်လောက်ကသူတငယ်ချင်းနေနဲ့ဟိုမားတို့ရွာမှာဖျားပွဲရှိတော့တောက်ချင်စားကြတယ်ဆိုတော့အမားကခွင့်ပြုပေးတယ်တောက်စားဆိုပြီးပတ်စံလေးထုတ်ပေးတယ်အဲ့မှာည12နာရီတက်ထိုးကြီးသူအပြင်သွားတယ်ပေါ့လေဒီစက်မှုဒီကားနဲ့ဘီယာတွားဝယ်ကြတယ်တွားဝယ်တော့အမားမိန်းမဆိုတော့ကိုယောက်ျားကိုပူတယ်တကူတည်းဖြစ်မှလားဆိုတဲ့အတွေးနဲ့အဲ့တော့ဒူချုံပြီးပြောရမယ်ဆိုရင်မတို့အဲ့ဒီကိစ္စနဲ့ရန်ဖြစ်တယ်အမမိဘကြီးကသူကမူးနေတော့ထိခိုက်ပြီးတော့ပြောတယ်အဲ့မှာရင်အမသူ့ကိုတင်းကြီးမခံနိုင်လို့ညကမပေါင်းတော့ဘူးဆိုပြီးတော့စိတ်ဆိုးပြီးတော့သူတို့အိမ်ကနေမှဆင်းလာဒီနေ့နဲ့မှ10ရက်ပဲရှိသေးတယ်အဲ့တော့ဒီ10ရက်တော့တွင်းကိုသူကဒီလိုမျိုးအစ်စ်ရှာရအောင်အမပြောတဲ့သဘောကသူနဲ့အမနဲ့က1လ2လတွဲနေတယ်ရီသားလည်းမဟုတ်ဘူးတစ်နှစ်နှစ်ပေါင်းနေတဲ့လင်မယားလည်းမဟုတ်ဘူးကလေးလည်းရှိတယ်ပြီးတော့ဖြစ်တဲ့ပြဿနာမှာဆိုတာလေအမဘက်ကလွန်တာမရှိဘူးသူဘက်ကလွန်တာဒါပေမဲ့ပြောရမယ်ဆို तू ကငါ့ကိုစိတ်ကုန်နေလို့နေမှာပေါ့ကြီးဒါပေမဲ့ဒါငါညီမကလည်းမတိလို့ဆိုတာမှန်ပေမဲ့အမဖြတ်ပေးမှာငါညီမရဲ့ပုံနေအကောက်တွေအကုန်လုံးအမဟိုစတစ်ကာတွေဖုံးပြီးတော့အကုန်လုံးတင်ပေးမှာဖြတ်ပေးမှာမပူနဲ့ဖြတ်တာလည်းဖြတ်မှာစတစ်ကာဖုံးပြီးတော့လည်းတင်ပေးမှာငါညီမကိုငါညီမရဲ့ဂုဏ်သိက္ခာကိုမထိခိုက်စေရအောင်ဒါပေမဲ့တခုတော့ရှိတယ်ငါညီမဘက်ကလည်းကင်းကင်းရှင်းရှင်းနေပေးပါဒါအမားကအဲ့လာတော့မပူနဲ့အမဘာလို့လဲဆိုတော့အမားကအခုကအဆုံးထိလောက်တော့မှာအဲ့ဆိုသူနဲ့ပြန်ပေါင်းမှုမပေါင်းမှုဆိုတာထက်အမားကအခုဒီလိုပြောရမယ်ဆိုရင်ကိုနဲ့သူနဲ့လည်းဒီလိုမျိုးရီးသားဘဝကနေမှဒီလိုအိမ်အောင်တဲ့ဘဝရောက်လာတာအမှတ်တရတွေအများကြီးရှိတာပေါ့ဒီလိုမျိုးကြီးကိုနေရအောင်လည်းကိုနဲ့တခြားတယောက်ကိုစားထိုးလိုက်တော့မခံစားရပဲနေမလားခံစားရတာပေါ့ဒါပေမဲ့အမားကလည်းသူဒီလိုမျိုးတော့သူဒီလိုမျိုးပေါ်တင်နေလောက်တယ်ဆိုရင်အမကလည်းလုံမှာအခုခေတ်ကငါညမရဲ့ဆိုရှယ်ခေတ်ပါအေးစေးအိမ်ထဲမှာဖုန်းတစ်လုံးနဲ့စောက်ချက်လိုက်ခွဲနေလို့ရတယ်ဒီထက်ပိုပြီးတော့လေးလေးနက်နက်လုပ်ချင်တယ်ဆိုရင်ရှင်းနေငါပြီးတော့ပါရန်ဆိုင်ရနဲ့လာကန်းဆိုပြီးတော့နှစ်ယောက်လုံးကိုလုပ်လို့ရတယ်အမကတော့တရင်နေနားဆွေနေမှာအမြဲတမ်းငါညမကဟိုပြောရမယ်ဆိုရင်လုံးဝငါညမဘက်ကအကောက်တွေအကုန်လုံးဖြတ်ပြီးတော့သူနဲ့တင်းတင်းရှင်းရှင်းနေပေးပါတင်းတင်းရှင်းရှင်းနေတဲ့နေပြီးဆိုရင်ဒါနဲ့အမဘက်ကဒါတွေကုန်မှပြန်ဖြတ်ပြီးမှာဒါမဲ့တခုတော့ရှိရဲ့အမားကသူ့ကိုလည်းလှုပ်ချင်တာဖြစ်တဲ့အတွက်ငါညီမပုံနေကိုတော့လူတွေမမှတ်မိအောင်ငါညီမရဲ့အပေါင်းအသင်းတွေမမှတ်မိအောင်စတေကာဖုံးပေးမယ်ငါညီမအကောက်ကိုစတေကာဖုံးပေးမယ်မသိစေရဘူးမင်းကလေးဘယ်သူဘဝဆိုတာမသိစေရဘူးအမားလုပ်ပေးမယ်ဘာမှဘာလို့ဆိုတော့ဘာမှမသိဘူးအခုဒီနေ့ကတော့မှညီမအပြင်သွားနေတာဆိုတာအိမ်ကတကယ်ချင်းလာခေါ်တာနဲ့အပြင်သွားပြီးတော့မှတမပေါင်းမခါကိုသွားပြောနေတာပြန်ရောက်တော့မှဖုန်း9ဖွင့်ကြည့်တော့ပါရီပို့လာတယ်နော် message ကို finance မှာပေါ်ထားတယ်ဘာလဲပေါ့ဒါမှဝင်ကြည့်တော့မှသူတောင်းတရဆိုသူလည်း line မှာရှိတာနဲ့အသက်ကြီးပိုက်တယ်ဘာတွေမှမသိဘူးအဲ့လိုမျိုးကိုမကြိုက်တော့သူ့နေတယ်ငါညီမဘယ်နာရတော့ဘယ်မှာနေရတော့ဟောင်းစားလည်းမနေတာဗာလေ84ပဲမနေတာငါညီမတကယ်လို့အားရဆိုရင်တရက်လောက်အမနဲ့အပြင်မှာဆုံရအောင်ဟုတ်အခုရပိုင်းတော့အမအားမလို့ဆိုတော့ကြံပြီးတော့မှပဲရလောက်မှာရတယ်ကြံပြီးဆိုလည်းရတယ်အမဘက်ကအမလှုပ်ရှားလေးရှိတယ်ဆိုတခြားမဟုတ်အညီမရဲ့ဇာတ်ကနေပြီးတော့သူနဲ့မပတ်သက်တော့ဘူးဒါညီမလေးမသိလို့ဒီလိုလုပ်ခဲ့တာပါဆိုတော့အမဟိုဗီဒီယိုဖိုင်လေးကိုအမလိုချင်တယ်ဒါပဲအဲ့ဒါပြီးဆိုတော့ငါညီမလုံးဝပြဿနာမတက်စေရအောင်အမရေးကြီးအမခံတယ်ဆုံးမှာဟုတ်နော်အမလည်းမိမချင်းကိုချင်းစားတယ်တခါမှလည်းမဖြစ်ဘူးတခါမှလည်းမသိဘူးဆိုတော့အဲ့လိုလေးစားပြီးပြောတယ်သူ့ကိုယ်သူလိုပုံစံမျိုးလည်းပဲသွားတာဆိုတော့ဒါလည်းလို့တာမန်လူတော့ပဲဖြစ်ပြီးတော့မှာပဲဟုတ်ပြီအဲ့ထားပါအဲ့ဒါတော့ဖြစ်တတ်ပါတယ်ထားပါအဲ့တော့ခုငါညမတိသွားပြီဆိုတော့ငါညမဘလို့မှရှေ့ဆက်တိုးလို့မရဘူးနော်ရှက်ကလည်းတူးလည်းသိတယ်ရှိဦးမှာဟုတ်တော့အဲ့လိုဆိုရင်အခုသူ့ကိုဒီအကောင့်မှာတော့သူနဲ့မပြောဘဲနဲ့နောက်ထပ်အကောင့်အစ်စ်တွေနဲ့သူနဲ့သွားပြီးပတ်သက်နေအောင်မယ်ဆိုရင်အမမသိတော့ကြောင်းမဟုတ်သိရင်တော့သိသွားရင်တော့အမဒါလုံမှာနော်အမဘက်ကလုံမှာနော်အကောင့်တစ်ဖောက်ဖို့လည်းညီမစိတ်ကူးမရှိအခုအကောင့်ပဲညီမဖြတ်မှာမဟုတ်ဒီကောက်ပဲတော့မှာဘာလို့ညီမလည်းဘိုးလင်းပြောတယ်ညီမဒီလာနေရလေပြဿနာတွေတက်နေတဲ့အချိန်ဒီမှာစိတ်တွေရှုပ်သွားပြီနှစ်လလောက်ထိသူနဲ့ပြဿနာတွေတက်ထားလို့သူကလည်းဒီလိုသွားလာပြောအချိန်မှာကိုယ်လည်းဘာမှမပြန်ပြန်ပေးနေလိုက်ပြီးတော့တွဲလိုက်မိရဲ့ခါရကြတော့သူကဒီလိုမျိုးတော့ဒီလိုရှိတယ်ဒီလိုမျိုးပုံစံကညီမကလုံးဝသိလည်းမသိဘူးတကယ်မသိကြတာဟုတ်ပြီအဲ့ဒါကိုမှလက်ခံတယ်အဲ့တော့ငါညီမသူ့ကိုခုဘလော့ပေးပါဘလော့ပြီးတော့အကောက်တက်နဲ့လဲဟိုဖြစ်စရာမလိုတခြား Facebook ကော Telegram ကောအကုန်လုံးနော်အမားကသူနဲ့တရားဝင်မကွဲရသေးဘူးကွဲပေးဖို့လည်းအမားမှစီစဉ်မရှိဘူးအဲ့တော့အမားကနောက်ထပ်ဆိုတာမျိုးတွေထပ်ကြုံလာတယ်ဆိုရင်ပေါ့လေအမားက
ညီမလေးမှမဟုတ်ဘူးနောက်ထပ်ဘယ်မိမအနေနဲ့ထက်လာခဲ့အမပိုင်ရဆိုင်ရနဲ့အမလုံမှာသူ့လည်းလုံမှာပတ်သက်တဲ့ကောင်မလေးကိုလည်းလုံမှာဒါငါညီမပြောလို့ဆိုလို့ကောင်းတယ်ငါညီမလည်းနားလေတယ်အေးအမကလည်းရဲစတိုင်းမပြောဘူးဒါမဲ့ဟိုညီမလေးကိုဒါစိတ်တွေတူပြီးစိတ်တွေစိုးပြီးတော့ကိုမနေမှာတော့အမလိုက်ပြီးရေးထားတယ်ငါညီမဖြတ်လိုက်အဲ့ဒါတွေတော့အမတောင်းမယ်နေနော်အဲ့တော့အခုငါညီမအားရရက်တကြံပြီးဆိုတကြံပြီးတရက်လောက်ကိုအမနဲ့ညီမလေးနဲ့ကျေသာပုံចောင်းသားလေးမှာတွေ့မယ်အမကညီမလေးစီကနေတက်တည်ယူတဲ့သဘောမျိုးလောက်ပဲတက်တည်ယူမယ်ညီမလေးနောက်ကိုသူနဲ့မပတ်သက်တော့ပါဘူးဆိုတော့ဟိုလေးပေါ့လေဒီအတာဖိုင်လေးနဲ့ဗီဒီယိုဖိုင်လေးဒီလောက်ပဲတကယ်လို့ငါညီမဘက်ကထပ်ပြီးပတ်သက်တယ်ဆိုရင်အမအဲ့ဒါကြီးတင်ပြီးတော့အမလုံးတင်တာလုံးမှာမပတ်သက်ဘူးဆိုရင်ဘာမှရှော့မရှိဘူးမပတ်သက်ဘူးဆိုရင်ငါညီမဘာမှဖြစ်တော့ဘူးအေးစေးအဲ့ဒါကြီးလည်းချိန်နေတော့သူပြတ်သွားမှာပြီးသွားမှာ